င်္ဂလာပါရှင်နေ့စဉ်တင်ဆက်ပေးနေကြဆရာမြတ်တန်တီရဲ့ဒုက္ခမြို့တော်အပိုင်း3ကိုဆက်လက်ဖတ်ပြပါမယ်ရှင်လူချင်းမင်းတို့နားဆင်သည့်အခါဗီဗီယန်ခံပြီးနားထောင်ပေးရဖြင့် KB Audio ပုံမှာအထူးကျေးဇူးတင်မိပါပါရှင်ဘာရာပစာခေါ်စီကြီးတဝိုက်တွင်နောက်တနေ့ကုံဆုံးပြီးနောက်ညနေဆောင်တွင်ဟာစရီပါသည်အောင်မြင်သောပြုံးဖြင့်ပြန်ရောက်လာ၏ဖះတကြားမလို့အလုတ်လေးပါလေးရခဲ့ပါစီတော့ဟဲ့ကလေးတွေကြည်စမ်းနင်တို့အဖေမျက်နှာကပြုံးလို့ပဲတို့ရွာကကူလီလုတ်တဲ့ကောင်လေးကိုတွေ့ခဲ့ပြီးချင်းလေဒါမှမဟုတ်အလုတ်တို့ဘာတို့များရခဲ့ပြီလားမသိဘူးတို့တွေမငတ်တော့ဘူးပေါ့အာလောကကသူ့ယောက်ျားကိုကြည့်၍ကလေးတွေကိုလှမ်းပြော၏ဟာစရီပါသည်သူတို့ရွာကကူလီကောင်လေးကိုလည်းမတွေ့ခဲ့ပါအလုတ်လည်းမရခဲ့ပါသူ့လက်ထဲတွင်သတင်းစာစက်ကူဖြင့်ကြော့ပုံထုတ်ထားသည့်စံလော်နှထုတ်ပါလာခြင်းကြောင့်ပြုံးလာခြင်းဖြစ်ပါသည်သူတို့စင်းရဲသားများသည်စားစရာမရှိလေနောက်ဆုံးအနေဖြင့်စံစိတ်ကိုတဲပူပူတွင်အိုးကင်းတိုက်ထားသည့်စံစိတ်တော်ကိုစားကြရသည်စံစိတ်တော်မှာမာလွန်းသဖြင့်ကြာကြီးစိန်ထားရသည်သူတို့တတိုက်သည်စံစိတ်တော်ကိုတိတ်ဆိတ်စွာဝါနေကြ၏သားအငယ်ဆုံးကသူတို့ဝေစုကုံသွားသည်တွင်သူဝါနေသည်ကိုလန့်ကြည့်နေသည်ဖြင့်ဟာစရီဘကရော့လူလေးဓာလေးဝါလိုက်ဟုလန့်ပေးသည်အာလောကသည်တယောက်ျား၏ဖြစ်ပုံကိုကြည့်၍ရင်ထဲတွင်ဆိုသွား၏ဟာစရီဘမှာကလကတားသူရောက်သည့်နောက်တွင်တဖြည်းဖြည်းနှင့်ပိန်ချုံလာခဲ့လေပြီအယိုးကြီးတွေကငေါထွက်နေ၏မုတ်စိတ်အောက်မှမေးတို့ကခြံဝင်လျက်မင်းနဲ့တောက်ပြောင်နေသည့်သပင်းတို့ကဖြူရောင်တန်းစာပြူနေပြီသူတို့ရသည့်လမ်းဘေးပလက်ဖောင်းပေါ်တွင်ကြောဆန့်အိတ်လိုက်သည့်ဟာစရီပါကိုကြည့်ငါယောက်ျားလဲတော်တော်ကိုကြသွားရှာတယ်ဟုအာလောကတွေးနေသည်သူ့ရုပ်ကိုကြည့်ပြီးပထမဆုံးချိန်တွေးစဉ်ကရုပ်ပုံကိုပြန်အမှတ်ရလာ၏သူတို့တဲကလေးရှိကမင်္ဂလာဆောင်မန်းတက်လှုပ်ထားသည်ညနေချက်ကလေးအောက်တွင်မာမမမန်ရက်လျက်သူ့ကိုသူ့ဆွေမျိုးများနှင့်အပေါင်းအသင်းများကသူတို့ရွာမှဝေါ်ဖြင့်တင်ဆောင်လာခဲ့ခြင်းဖြစ်သည်ပုံနာကသူ့နှစ်ဖူးကိုစံမိုးတို့ပေးပြီးတပြေရွက်ဖြင့်ရေဖြန်းပေးသည်သူ့အဝတ်စားမှာဖြူစွလျက်ခေါင်းတွင်လည်းအဝါရောင်ခေါင်းပေါင်းကိုပေါင်းထားသည်မင်္ဂလာခမ်းနားပြီးသည့်နောက်သူ့အမေနှင့်သူ့အတော်တို့ကသူနှင့်ဟာစရီပါတို့နှစ်ယောက်ထဲထားပစ်ခဲ့သည့်ခါတွင်သူ့ရင်တွေတုံးကထိတ်တလန့်ဖြစ်နေပုံကိုသူသတိရနေသည်ထိုစဉ်ကသူ15နှစ်အရွယ်ဟာစရီပါက18နှစ်အရွယ်ရခင်ကသူတို့နှစ်ယောက်တခါမှမတွေ့ဘူးကြမိဘများ၏စီစဉ်ချက်ဖြင့်အကျဉ်းလင်းများဖြစ်လာခဲ့ကြခြင်းဖြစ်သည်ဟာစရီပါကသူ့ကိုစူးစိုက်ကြည့်ပြီးသူ့နာမည်ကိုမေး၏နင်ကတိတ်လှတာနင်လိုလှတဲ့မိန်းကလေးတယောက်ဟာငါနဲ့မလိုက်ပါဘူးဟာဟုပြောသည်အာလောကသည်သူ့ကိုပြုံးကြည့်လိုက်သူတို့ထုံးစံအရာလက်ထပ်ပြီးစမိန်းကလေးတယောက်သည်မင်္ဂလာဆောင်သည့်နေ့တွင်သူ့ယောက်ျားနှင့်ရင်းနှီးစွာစကားပြောလျင်မတင့်တယ်ဟုယူဆသောကြောင့်ဖြစ်သည်အာလောက၏မျက်နှာသည်ရှက်သွေးဖြန်းသဖြင့်ရဲနေ၏တို့ရတွင်သူ့ကိုနူးညံ့စွာဆက်ဆံသည့်ဟာစရီပါကိုမြင်ရသည့်အခါတွင်အနှဲငယ်ရဲလာကစာတက်သလားဟုမေးကြည့်သည်စားတော့မတက်ဘူးဒါပေမဲ့ဒီပြင်အလုပ်တွေကိုတော့ငါကောင်းကောင်းလုပ်တတ်ပါတယ်အာလောကသည်ပလက်ဖောင်းပေါ်တွင်လဲနေသည်သူ့ယောက်ျားကိုကြည့်ကထိုးနေကသူတို့မင်္ဂလာဆောင်ကိုပြန်၍အမှတ်ရနေသည်အဲ့ဒီတုန်းကတော့သူကတောင့်တောင့်တင်းတင်းကြီးပဲတို့ရွာထိတ်ကမြပြင်းကြီးများလိုပဲယခုမူသူ့ယောက်ျားဟာစရီပါသည်သူ့အတွက်ရသည့်ပလက်ဖောင်းနေရကွက်ကလေးပေါ်တွင်ပျော့ခွေလျက်သူ့ကိုတန်မာသည်လက်မောင်းကြီးများဖြင့်ဝေဖက်ခဲ့သူသည်သူမဟုတ်ပါလေစားဟုတန်ရဖြစ်မိသည်အတော်လို့သူကကျိုးတို့တိတ်တိတ်မှာသွားသည့်တိုင်မင်္ဂလာဦးညကသူ့လက်မောင်းကြီးများဖြင့်ဖတ်လိုက်သည့်ခါတွင်အာလောကသည်ကြောက်လန့်တကြားဖြင့်ရုံထွက်မိသည်မကြောက်ပါနဲ့ဟာနင်းနဲ့ငါလင်မယားဖြစ်ပြီပဲနောက်ကြရင်ကလေးတွေတောင်မွေးပြရအောင်ပါအာလောကသည်အမောင်ထဲသို့ငေးဆိုင်ကထိုအကြောင်းများကိုတွေးနေသည်ထိုစဉ်သူတို့အနီးမှဆူဆူညံ့ညံ့အတန်တွေကြောင့်သူ့အတွေ့ပြတ်သွား၏ဆူဆူညံ့ညံ့ဖြစ်ရခြင်းမှာအခြားအကြောင်းမဟုတ်သူတို့ကိုပလက်ဖောင်းနေရကလေးပေးခဲ့သည်မိသားစုတို့၏သမီးငယ်ကလေးပျောက်နေသောကြောင့်ဖြစ်သည်ကလေးမလေးကရုပ်ချောချော73နှစ်အရွယ်ကလေးမလေးဖြစ်သည်စပင်ကိုခမီးထိုးထားပြီးကြောပေါ်ဖြန့်ထားသည်မျက်လုံးစိမ်းကလေးတွေနှင့်သူ့အမည်ကမာယာဟုခေါ်သည်မာယာသည်မနက်လင်းသည့်နေ့ချောင်းရင်ကီလမ်းမကြီးကဟိုတယ်ကြီးအဝင်းသို့၎င်းပန်းချံလန်းသို့၎င်းတွား၍တောင်ရန်ထွက်သည်
ထိုဟိုတယ်ကြီးများတွင်ကဘာတဝမ်းမှကဘာလက်ခီးသည်များနှင့်လုပ်ငန်းရှင်ကြီးများတဲခိုတက်၏ထိုလမ်းပေါ်တွင်လူမိုက်ကိုင်းတစ်ခုကကြီးဆိုထားသည်သူတို့ခွင့်ပြုချက်ရမှထိုလမ်းပေါ်သို့လာ၍တောင်ရမ်းနိုင်သည်သူတို့ခွင့်ပြုချက်မရှိလေမည်သူများလာ၍တောင်ရမ်းခြင်းမပြုရညနေအလုပ်ချိန်ကုန်လေမာရသည်သူတောင်းရသည့်ပစံကလေးကိုလူမိုက်ကိုင်းကောင်းဆောင်သို့အရာ၏ခိုင်းကောင်းဆောင်ကသူ့နေစဉ်လောက်ခကိုပြန်ပေးသည်မာရသည်လောက်ခအဖြစ်ငါကြက်ခံရ၏ထိုနေရာတစ်ဝိုက်တွင်တောင်ရန်ခွင်ရသည်မှာမာရကန်ကောင်းသည်ဟုဆိုရလိမ့်မည်လူမိုက်ကိုင်းကောင်းဆောင်များသည်ကိုခန္ဓာချိုတဲနေသည်ကလေးငယ်များသို့မဟုတ်အင်္ဂါချွတ်ယွင်းနေသည့်လူများကိုလူချင်းသည်သူတို့ကိုပြ၍ပတ်စံတောင်းရသည်မဟုတ်လောပေးကမ်းသူကလည်းရဲရဲရော်ရော်ပေးကမ်းသွားမည်မဟုတ်လောခြေထောက်ပြတ်နေသူဘိုက်ဘူးနန်းကားနှင့်ကလေးငယ်ကလေးကိုချီထားသည်စုပ်စုပ်ပြက်ပြက်သားတဲ့အမိစသည်တို့ကိုပို၍လိုချင်သည်သူတို့နှင့်ဆိုလေပတ်စံပိုတောင်းကောင်းသည်အချို့ကလေးငယ်များဆိုလေငွေကင်စာကလေးကခြေလက်တို့ချို့ယင်းသွားအောင်လုပ်ပစ်ကထိုလူမိုက်ခိုင်းများသို့ရောင်းစားလေးရှိသည်ဟုပင်ဆိုကြသည်မာရသည်တောင်းရမ်းရမည်ဆိုသည့်အခါတွင်အကြီးအကျယ်စိတ်ထိခိုက်ခြင်းဖြစ်ရသည်မနက်လင်း၍အလုတ်စင်းကနီးပြီဆိုသည်နှင့်မာရသည်အမေရင်ခွင်ထဲသို့ခေါင်းဝဲ၍ဝင်းကရှိုက်ကြီးတငင်ကိုသည်ထိုရှုခင်းမျိုးမှာကလာကတားမျိုးလမ်းမများတွင်ရိုးနေလေပြီတို့ရတွင်မာရသည်သူ့အလုတ်ကိုကြိုးကြိုးနွန်နွန်ပင်လုပ်သည်ငါးချက်ဆိုသောငွေသည်သူ့မိသားစုအတွက်တည်ရေးရှင်ရေးကိစ္စမဟုတ်လောထိုနေ့ညကမူမာရသည်သူတို့နေရာသို့ပြန်ရောက်မလားမိုးချုပ်လာသည်နှင့်အဖေနှင့်အမေသည်မာရအတွက်စိုးရိမ်စာပြူလာကြ၏ထားလိုက်ထမ်းလိုက်လမ်းလျှောက်လိုက်ဖြင့်စောက်တီရမရဖြစ်နေကြ၏သူတို့သည်ပလက်ဖောင်းပေါ်တွင်နေလာခဲ့သည်မှာ3 လခန့်ရှိခဲ့လေပြီ3 လအတွင်းတွင်သူတို့သည်အဖြစ်ပြက်မျိုးစုံကိုမြင်ခဲ့ရဘူးပြီထို့ကြောင့်သူတို့စိုးရိမ်တော့ကရောက်နေခြင်းကိုအဆိုးမဆိုသာကာလကတားတွင်ကလေးများကိုဖျားယောင်းခေါ်ယူသွားမှုများသည်ဒုနှစ်တည်းလူမိုက်ခိုင်းများသည်အထူးသဖြင့်12နှစ်နှင့်15နှစ်အတွင်းမိန်းကလေးများကိုဖျားယောင်းခေါ်ငင်သွားလေရှိကြသည်တို့တိုင်ယောက်ျားကလေးများကိုလည်းအလွတ်ပေးသည်မဟုတ်ထိုကလေးများကိုမကောင်းသည့်အိမ်များသို့ရောင်းသည်ထိုအိမ်များကကလေးငယ်များကိုဝယ်ပြီးမဒရက်ဘုံမေဒေးလီစသည့်မြို့များသို့ပို့ပေးသည်အချို့ဆိုလေပါရှန်ပင်လယ်ကွေ့တွင်ရှိသည့်အာရပ်နိုင်ငံမြို့ကြီးများသို့ပင်တင်ပို့သည်ဟုဆိုသည်သူတို့ကိုဘယ်တော့မှပြန်၍မတွေ့ကြရတော့ကာလကတားရှိပြည်တစားအိမ်များသို့အယောင်ခံရသူများမှာကံကောင်းသည်ဟုပင်ဆိုနိုင်သည်အာလောကသည်သူတို့အိမ်နီးနားချင်းတို့၏အဖြစ်ကိုသိရသဖြင့်အိပ်ပျော်နေသောသူယောက်ျားဟာစရီဘာကိုအိယာမှနှိုးသည်ဟာစရီဘာကမာယာကိုသူနှင့်အတူလိုက်ရှာမည်ဟုသူ့အဖေကိုပြော၏တို့ဖြင့်သူတို့နှစ်ယောက်သည်ပလက်ဖောင်းပေါ်တွင်လူတွေပြည့်နေအောင်အိပ်ကြသည်လမ်းသေးလမ်းမွားတကားတွင်လူလျှောက်ရှာကြသည်တို့ရတွင်မြို့ကြီးမှာအိမ်တွေကလည်းစင်တူလမ်းတွေကလည်းစင်တူကြသဖြင့်သူတို့တောမှလိုရှာရသည်မှာမလွယ်လှသူတို့နှစ်ယောက်ထွက်သွားသည့်အခါတွင်အာလောကသည်အိမ်နီးနားချင်းမိမအနီးသို့သွားထိုင်၏ကြောက်ပေါက်မာတို့ထင်လျက်ရှိသည်သူ့မျက်နှာတွင်မျက်ရည်တွေရွှဲလျက်သူ့စာရီထဲတွင်မူကလေးငယ်လေးတစ်ယောက်ကိုပိုက်ထား၏သားငယ်လေးနှစ်ယောက်မှသူ့ဘေးပလက်ဖောင်းပေါ်တွင်အိပ်ပျော်လျက်ရှိသည်တငယ်ကလေးနှစ်ယောက်မှနှစ်ချိုက်အိမ်မော်ကြနေကြသည်လမ်းပေါ်တွင်တဝုံဝုံဖြတ်မောင်းသွားသည့်လော်ရီကားကြီးများ၏တန်ကိုလည်းမကြားသူတို့ခေါင်းပေါ်ရှိမီးရထားတထားမှဖြတ်မောင်းသွားသည့်ယထာတန်ကိုလည်းမသိဘိုက်ထဲမှစားလောက်နေသည်ကိုလည်းသတိမပြုသူတို့သည်ဒီပလက်ဖောင်းကလေးပေါ်တွင်လာနေကြတဲ့ကတသက်လုံးနေထိုင်သွားတော့မည်နဲ့အိတ်တိတရားနှင့်ထမင်းချက်သည့်နေရာနှင့်ထမင်းချက်သည့်နေရာတွင်မိသေးမိဖို့နှင့်ပကံအိုးခွက်များကိုချထားသည်စောင်းတွင်ဖြစ်၍မိုးဆူမကိုမကြောက်ရတို့ရတွင်စောင်းလည်ရောက်၍ဟိမဝနာဘက်စီမှမြောက်လေအေးကြီးတိုက်လာသည့်အခါမျိုးတွင်မူပလက်ဖောင်းပေါ်တွင်ခိုက်ခိုက်တုံအောင်အေးသည်ချောင်းဆိုးတဲ့တလိပ်ထွေးတဲ့လေချောင်းရှင်တဲ့တွေထွေးတဲ့တို့ကိုကြားရတတ်သည်အာလောကစိတ်ညစ်ဆုံးမှာပလက်ဖောင်းပေါ်တွင်အိပ်ရခြင်းဖြစ်သည်မနက်လေးသည်နှင့်ကန်ရိုက်ထားသည်နှင့်ကိုလက်တွေတောင့်တဲနေတတ်သည်သူတို့နှင့်မျက်နှာချင်းဆိုင်ပလက်ဖောင်းပေါ်ကကြော်ညာဆိုင်ဘုတ်ကြီးတစ်ခုကသူတို့ကိုလောင်နေသည်နှင့်ထိုကြော်ညာကြီးမှာမွေရကြော်ညာဖြစ်ပြီးမဟာရာဇာကြီးတို့ကမွေရထူထူကြီးပေါ်တွင်အိတ်နေသည်ပုံဖြစ်သည်
စင်မွန်မှုရတစ်ခုကိုလက်ဆောင်ပေးဖို့များစိတ်မကူးမိဘူးလားဟုမဟာရာဇာကြီးကမေးနေဟန်ကြော်ညာစာရေးထားသည်မာယာအဖေနှင့်ဟာစရီပါတို့သည်တော်တော်နှင့်ပြန်မလာကြပြန်လာသည့်အခါတွင်လည်းမာယာပါမလားထိုစဉ်အာလောကသည်သူ့ယောက်ျား၏အမူအရာကိုမြင်၍အံ့အားသင့်နေသည်ညနေဗရာပစားစေကြီးကပြန်လာခဲ့စဉ်ကသူ့ယောက်ျားသည်မောပန်း၍အာရင်ကုန်ခန်းနေသည့်လူတစ်ယောက်ယခုကြည့်လိုက်သည့်အခါတွင်ဟာစရီပါသည်ဖြက်လက်တက်ကြွနေသည်မာယာ၏ဖေမလည်းထိုအတိုင်းပင်သူတို့နှစ်ယောက်သည်ပလက်ဖောင်းပေါ်တွင်ထိုင်ပြီးတဟားဟားရှိနေကြသည်ကြည်စမ်းအရေးထဲမှာအရက်တွေတောက်လာကြတယ်အာလောကသည်စိတ်ဆိုးသွား၏ဟာစရီပါသည်သူ့မယားစိတ်ဆိုးနေသည်ကိုရိပ်မိသွားဟန်ဖြင့်ခက်စောစောကခွေးလေတစ်ကောင်လုံးအိပ်ပျော်နေရာပလက်ဖောင်းပေါ်သို့ပြန်ခွေနေလိုက်သည်သူတို့အိမ်နာချင်းမိန်းမကဘာမှမပြောသည်ကိုထောက်လင်းသူ့ယောက်ျားမှအရက်တောက်နေကြဖြစ်ဟန်တူသည်လူဦးရေအစမတန်များနေသည့်မြို့ကြီးများအားလုံးကဲ့သို့ပင်ကလာကတားသည်လည်းအရက်ဆိုင်များကစားဝိုင်းများမို့လိုပေါက်နေသည်စင်ရသားများသည်ညံပြင်းလာသည့်ချင်းဆုပ်ရေကိုပြားနှဲငယ်ပြီးတောက်ချင်းဖြင့်သူတို့၏စင်ရမှုတို့ကိုခဏတစ်ဖြုတ်မေ့ပြောက်ထားလိုက်ကြသည်အာလောကသည်အိမ်ကြီးချင်းဇနီးတဲ့ကိုတညာလုံးဖြောင်းပြနှစ်သိမ့်ချင်းပြူ၏15နှစ်အရွယ်သူ့သားကြီးဆုံးမှာထောင်ထဲသို့ရောက်နေသည်ကိုသူသိရသည့်အခါတွင်အာလောကသည်သူ့အတွက်ပို၍စိတ်မကောင်းဖြစ်ရသည်သူ့သားကြီးသည်မိုးချုပ်သည်နှင့်ထွက်သွားပြီးမနက်လေးသည်နှင့်ငွေ30ဖြင့်ပြန်လာတတ်သည်သူ့သားသည်တထားတွင်းများပေါ်တွင်လိုက်သည့်လူဆိုးကိုင်းထဲတွင်ပါနေခြင်းဖြစ်လွန်ခဲ့သည့်2လလောက်ကမူသူ့ကိုပလိတ်ကလာဖမ်းသွား၏ထိုနောက်မှစ၍အငယ်3ယောက်သည်စားသဖြင့်တစားစားငိုကြရပြန်သည်သူခမရလည်းဒုက္ခသမီးကလည်းဘယ်ရောက်လို့ရောက်မှန်းမသိလင်းကားလည်းအယမှုသားထောင်ထဲမှာအာလောကသည်သူ့အိမ်ကြီးချင်းတွေစိတ်မကောင်းသူရတွင်သူ့ယောက်ျားသားအလုရှာမရခဲ့လေသူတို့လည်းထိုနည်း၎င်းတိုင်းမြင်ဖြစ်မည်ဟုတွေးမိသဖြင့်လန့်သွားသည်မနက်လင်းအားကြီးလောက်တွင်မာယာပြန်ရောက်လာသည်အမေကမာယာကိုဖက်၍ငို၏တညာလုံးဘယ်ပြောက်နေရလဲသမီးရဲ့မာယာ၏မျက်နှာကတုံမုံလျက်သူ့နှကန်းပေါ်တွင်နှကန်းဆိုးစေးတို့စွန်းနေသည်သူ့ကိုယ်မှရေမွေးနှံထွက်နေသည်မာယာသည်အမေလက်ထဲမှယွန်းထွက်ကအမေကိုဆယ်တန်တစ်ချက်လှမ်းပေးလိုက်ပြီးကလေးနှစ်ယောက်ဘက်သို့မင်းငေါ်ပြကဒီနေ့သူတို့ငိုတော့မှမဟုတ်ပါဘူးဟုပြောသည်တန်လျက်မြို့တော်ကြီးထဲတွင်သူတို့ကဲ့သို့တောင်တင်နေကြသည့်ဒုက္ခသည်ပေါင်း3သိန်းရှိသည်အခြားသူများမှမူစင်ရသားရက်ွက်3000မှတဲကလေးများထဲတွင်ကျွတ်သိမ်းနေကြသည်စင်ရသားရက်ွက်ဆိုသည်မှာမြို့သစ်များမဟုတ်ကျေးလက်တော်ရွာများမှပြည်လာကြသူများနေထိုင်သည့်မြို့စွန်စက်ရုံရက်ွက်များကိုခေါ်ခြင်းဖြစ်သည်စင်ရသားရက်ွက်များတွင်နေရပုံကလည်းစိတ်ပြက်စရာပင်အများအားဖြင့်အလုံးမရှိသူတွေအလုံးရသူကလည်းဒုက္ခကနည်းနည်းကလေးထိုအထဲတွင်အရွယ်မရောက်သည့်ကလေးများကလည်းအလုံးလုံးကြရသေးသည်အပိုရှမ်းစုဆောင်ဖို့မပြောနေဘယ်တော့မှပြန်ဆက်နိုင်မည်မဟုတ်တော့ကျွေးတို့ကလည်းလေပင်သို့ရောက်နေပြီရှိသည့်ပစ္စည်းကလေးကိုပေါင်နှံသုံးသည့်အခါမျိုးတွင်လည်းရွေးနိုင်စရာလမ်းမမြင်ရတော့အိမ်များတွင်အစားအသောက်ပိုရှမ်းဟု၍မထားနိုင်ဈေးဝယ်တော့လေစား10ပြားဖို့ထင်းပြား20ဖို့မိချက်တစ်လုံးတကြားတစ်စုံလောက်သာဝယ်နိုင်သည်အင်္ဂလိပ်တစ်လုံးတွင်လူ10ယောက်12ယောက်စုပြုံနေကြသဖြင့်လွတ်လပ်မှုလည်းမရှိတို့ရတွင်သူတို့စည်ရဲသားရက်ွက်များတွင်မြစ်တာနှင့်ဂိူနာကိုတွေ့နိုင်သည်သူတို့ကြားတဲ့တွင်ဇနှိပ်ဇက်မြင့်ရွေးခြင်းမရှိသစိမ်းတရံဆန်ကိုကူညီတတ်သည်တရောင်စားများဒုက္ခိတများကိုရည်ပြားယောဂသည်များနှင့်စိတ်မနှံ့သူများကိုပေးကမ်းစွန့်ကြဲတတ်ကြသည်အားနည်းသူကိုကူညီဆောင်မကြသည်မိဘမဲ့သူများကိုမွေးစားကြသည်အဖိုးအိုဖားအိုများကိုစောင့်ရှောက်ကြသည်ကလာကတားရှိစင်ရသားရက်ွက်များမှပစ္စည်းမဲ့တစ်ဖြစ်လဲလေသမားများသည်ကဘာတဝန်းရှိအခြားသောမြို့ကြီးများမှမြို့စွန်ရက်ွက်သားများနှင့်မတူသူတို့သည်အချင်းနေမဲ့များမဟုတ်သူတို့စင်ရသားရက်ကက်ကလေးတွေတွင်သူတို့ကျေးလက်ဘဝကိုပြန်၍ထူထောင်ကြသည်တို့ရတွင်ကျေးလက်ဘဝနှင့်မူမတူနိုင်တော့တို့တိုင်အောင်စင်ရခြင်းသည်သူတို့ရည်ကြည်မှုတစ်ခုချင်းနေလေပြီသူတို့သည်ကျေးလက်မှတော့ငါလိုပင်သူတို့ဒလိထုံးစံများကိုလိုက်နာမြဲလိုက်နာသည်သူတို့ယုံကြည်မှုကိုဆက်လက်ကိုးကွယ်သည်သူတို့စင်ရခြင်းသည်သူတို့အဖြစ်ကြောင့်မဟုတ်ဟုယုံကြည်ကြသည်
ကလာကတာဤအဓိကအကြဆုံးနှင့်ရှေးကြဆုံးသောစည်ရန်သားရက်ကွက်သည်ဟောင်နာပူရာကြီးနှင့်15မိနစ်ခန့်ခြေကျင်ကြီးတွင်ရှိထိုရက်ကွက်မှာဒေးလီကလာကတာသွားရာတထားလန်တာယိုနှင့်စက်ယုံကြီး2ယုံကြားတွင်ရှိသည်ရာစုနှင့်အစလောက်တုန်းကစက်ယုံပိုင်ရှင်သည်ထိုနေရာတွင်ရှိသည့်ငှက်ဖျားထူသောစိန်တော်ကြီးကိုကထိုမြေပေါ်တွင်သူ့အလုပ်သမားများကိုနေရာချပေးခဲ့ပြီးထိုနေရာကိုအာနန္ဒကရဒုက္ခမြို့တော်ဟုအမည်ပေးခဲ့၏ထိုစက်ယုံပိတ်သွားသည့်တိုင်အလုသမားသားစင်မြေးဆက်များသည့်ထိုနေရာတွင်ကြံရက်ကရက်ကွက်သည်လည်းကျဲသည့်ထက်ကျဲလာခဲ့သည်ယခုမူအကစားကွင်း2ကွင်းစာလောက်ရှိမိထိုရက်ကွက်ထဲတွင်လူပေါင်း9000အခြေတကျနေထိုင်လျက်ရှိလေပြီထိုအထဲတွင်ဘာသာတူသူများကသူတို့အစုကလေးများနှင့်သူတို့စုနေကြရာ82ရာခိုင်နှုန်းမှာမွတ်စလင်29ရာခိုင်နှုန်းကဟိန္ဒူဖြစ်ပြီးဗုဒ္ဓဘာသာဂျိန်းဘာသာစစ်ဘာသာစသည့်ဘာသာဝင်တွေလည်းနည်းနည်းစီရှိကြသည်အင်္ဂလိပ်တွေကငငယ်ကလေးတွေအလဲကောင်တွေကွက်လက်ကလေးတစ်ခုထားပြီးပတ်လေးတွင်စောက်ထားကြခြင်းဖြစ်သည်လမ်းကျင်းကလေးတွေကလည်းအထဲတွင်ရှုပ်ရှက်ခတ်နေသည်ဒုက္ခမြို့တော်သည်မြို့သစ်တစ်ခုနှင့်မတူဘဲမြို့စွန်စက်ရုံရက်ကွက်တစ်ခုနှင့်တူနေသည်ထိုနေရာသည်စတူယန်တမိုင်ပတ်လဲတွင်လူဦးရေ2သိန်းမိတင်းနေထိုင်သောကြောင့်ဖြစ်ပါသည်ထိုရက်ကွက်တွင်လူဦးရေ3000လင်းသစ်ပင်တပင်မျှပင်မရှိပန်းတပွင့်မရှိလက်ပြတကောင်မမြင်ရငှက်တကောင်မတွေ့ရငှက်ဟုခေါ်မည်ဆိုလျှင်ကြီးကန်းနှင့်လင်းတာများသာရှိသည်ထိုရက်ကွက်မှကလေးများသည်ခြုံဆိုသည်ကိုနားမလဲကြတစ်တော်ကိုမမြင်ဘူးကြရေကန်ကိုမတွေ့ဘူးကြကာဗွန်ဒိုင်အောက်ဆိုဒ်နှင့်ကန့်နှံကြောင့်လေတူသည်ညဉ့်ညမ်းလျက်ရှိကာထိုလေတူကြောင့်တအိမ်တောင်လျင်တစ်နှစ်ကိုတစ်ယောက်တည်နေကြသည်မိုးရင်းမဟုတ်သည့်ရှစ်လတွင်ထိုရက်ကွက်မှလူများနှင့်တိရစ္ဆာန်များသည်ပေါင်းဖို့ကြီးတဲ့တွင်ထဲ့၍အပြုတ်ခံရသလိုဖြစ်နေပြီးမိုးရင်းဆိုလျှင်ရွှွန့်အိုင်အညစ်ကြီးအိုင်ရေအိုင်တို့ထဲတွင်လူနေကြသည်ကိုယ်ရည်ယောဂချောင်းဆိုးသွေးပါယောဂဝမ်းကိုက်ယောဂတို့ကြောင့်ကမ္ဘာပေါ်တွင်လူသက်တမ်းအတူဆုံးသောနေရာဖြစ်သည်နွားချီပုံကြီးများနေတွင်ခြိထားသည့်8000သောကျွဲနွားတို့ကယောဂပိုးများဖြင့်ပြည်နှံနေသောကျွဲနို့နွားနို့တို့ကိုထုတ်လုပ်ပေးသည်ဒုက္ခမြို့တော်သည်ကမ္ဘာပေါ်တွင်အစင်းရဲဆုံးနေရာလည်းဖြစ်သည်လူ10ယောက်လျှင်9ယောက်သည်တစ်နေ့ကိုငွေတစ်ချက်ပင်ပြည့်အောင်မကိုင်နိုင်ကြထို့ပြင်ဒုက္ခမြို့တော်မှလူများသည်အခြားမြို့ကြီးများရှိစင်ရသားရုပ်ကပ်များမှလူများကဲ့သို့ပင်အငင်းပယ်ခံဥပက္ခပြုခံရသူများဖြစ်သည်ရာဇဝတ်မှုနှင့်တပိတ်မှောက်မှုတို့ဖြစ်ပွားသည့်အခါကြမှသာသူတို့တွေလူရသွင်းခံရသည်စင်စစ်ဒုက္ခမြို့တော်သည်တီချာကဘာလောကကြီးနှင့်အဆက်ပြတ်နေသောကဘာမျိုးဆက်ပေါင်းများစွာတို့လာရောက်တောက်တင်ခဲ့ကြသဖြင့်ဒုက္ခမြို့တော်တွင်အိန္ဒိယတိုက်ငယ်တွင်ရှိသည့်လူမျိုးပေါင်းစုံကိုလည်းတွေ့နိုင်သည်အာဖဂန်လူမျိုးများပန်ချာဘီများနီပေါလူမျိုးများတိဘက်လူမျိုးများအာသန်လူမျိုးများဘင်္ဂလီများကလကတာသို့ဟာစရီပါရူမီသားစုရောက်လာပြီးနောက်ညမကြာမီတွင်ဟောင်ရပူရာကြီးတဲ့သူဥရောပတိုက်သားတယောက်ရောက်လာပြန်သည်ထိုသူမှာနှာခေါင်းချွန်မုတ်စိတ်ပါခေါင်းပြောင်နေဖြစ်သည်သူ့လမ်းလျှောက်ပုံမှာပေါ်ပါတွက်လက်ပြီးအမေရိကန်ဇက်လိုက်မင်းသားဂျန်နီကိုဆန်နှင့်ဆင်သည်ထိုလူသည်အိန္ဒိယမျိုးသားများဝတ်လေရှိသောရှက်အင်ကြီးဂျင်းပေါင်းမီနှင့်ဘတ်စကတ်ဘောဖနက်တို့ကိုစီထား၏သူတွင်ပစ္စည်းဆို၍ပခုံးတွင်လွှဲထားသည့်အဝတ်ကြောပွေးတစ်လုံးသာပါသည်သူ့လယ်ပင်တွင်ဆွဲထားသည့်အနက်ရောင်တထုလက်ဝါးကတိုင်သည်သူ့အခြေအနေကိုဖော်ပြနေ၏ထိုသူမှာအသက်32နှစ်အရွယ်ရှိပိုလန်လူမျိုးဘရင်ကြီးဖုန်ကြီးကိုဘာစကီဖြစ်သည်သူ့အဖို့ကလာကတားသည်ရှေဝေးသောခရီးပန်းတိုင်အစုံဖြစ်၏ကိုဘာစကီသည်ပိုလန်ပိုင်းဆိုင်လေးရှားပြည်နယ်ကြောင်မီသွေးတွင်မြို့ကလေးတစ်မြို့ဖြစ်သည့်ခရစ်နစ်မြို့ကလေး၌1933ခုနှစ်တွင်ဝေဖွာခဲ့၏သူ့ဘိုးဘမိဘအားလုံးသည်ကြောင်မီသွေးတွင်အလုသမားများဖြစ်သည့်အလျောက်ကိုဘာစကီသည်မဲမောင်ညစ်တေးသောကြောင်မီသွေးတွင်များတဝိုက်တွင်ကြီးပြင်းလာခဲ့သည်သူ့အသက်9နှစ်သို့ရောက်သည့်အခါတွင်အဖေသည်သူတို့မိသားစုကိုခေါ်ကာသူ့ညီဝမ်းခွက်တူရှိရာပြင်သစ်ပြည်မြောက်ပိုင်းသို့ပြောင်းလာခဲ့၏ပြင်သစ်ပြည်တွင်ကြောင်မီသွေးတွင်အလုသမားတို့၏လာစားမှာပိုလန်ပြည်မှထက်6ဆ9ဆခန့်များသည်1946ခုတညနေတွင်လူနာတင်ကားတစ်စီးသူတို့အိမ်ရှိသို့ထိုးဆိုင်လာသည်ကိုကိုဘာစကီမြင်လိုက်ရ၏သူ့ဖေကိုလူနာတင်ကားထဲမှထမ်းထုတ်လာကြသည်သူ
သူအဖေမှာတကောင်းလုံးပတိတွေဖွေးတာနဲ့ထိုးနှစ်မှာပြင်သစ်ပြည်မြောက်ပိုင်းကြောင်မီသွေးထိုင်ဝမ်ကြီးတစ်ခုလုံးရက်တန့်ငြိမ်သက်သွားစေသည့်ကြောင်မီသွေးတွင်တူသမားများ၏တပိတ်ကြီးပေါ်ပေါက်သည့်နှစ်ဖြစ်သည်ပလိတ်နှင့်တပိတ်မောက်လူသမားများအထီးကယုံဖြစ်ကြသည့်တွင်ကိုဘာစကီဖေသည်မီးလောင်ကမျက်လုံးတစ်ဖက်ပြတ်သွားခဲ့သည်ကိုဘာစကီအဖေသည်စကားနှဲ၍ဘာသာတရားကိုင်းဆိုင်သည့်လူတစ်ယောက်ဖြစ်၏နာကြီးပွဲကောင်းသောအတွေ့အကြုံကြောင့်သူအဖေသည်သူတို့ကြောင်မီသွေးတွင်သူသမား၏ဘဝကိုမကြေမနက်ဖြစ်လာကအလုသမားလှုပ်ရှားမှုခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့သည်နောက်တွင်လက်ဝဲစွန်နိုင်ငံရေးဖွဲ့တစ်ခုတွင်ပါဝင်ကအထီးကယုံများတိုက်ပွဲများတွင်မကြာခဏခေါင်းဆောင်သူတစ်ယောက်ဖြစ်လာခဲ့သည်ဤတွင်ဖန်ခရ၏နောက်ရက်များမကြာမီတွင်သက်ဆိုင်ရာအာဏာပိုင်များသည်သူဇနီးထံသို့ရောက်လာကသူ့ယောက်ျားသည်အကျဉ်းတိုက်ထဲတွင်သူ့ကိုယ်သူကြိုးဆွဲချအဆုံးစီရင်သွားပြီဖြစ်ကြောင်းဖြင့်လာရောက်ကြောင်းကြားသည်ကိုဘာစကီသည်သူ့အဖေဖြစ်အင်ကိုထိုအတိုင်းပင်ကြည်နေခဲ့ရသည်သူ့ဖေအဆုံးစီရင်သွားခြင်းသည်သူ့အဖို့တုံလုံးခြောက်ခြားစရာကြီးတစ်ခုဖြစ်နေ၏ကိုဘာစကီသည်အစားအသောက်ကိုလည်းကောင်းစွာမစားတော့ဘေးမှလူများကပင်သူ့အတွက်စိုးရိမ်စားပြူလာကြ၏ကိုဘာစကီသည်အခန်းထဲတွင်အောင်းကသူ့ဖေကပေးခဲ့သည့်ကျူရင်မြို့မှအလောင်းတော်ခြုံလွှာမည်ရှိဖျားကရှေတွင်ထိုင်၍တရားကျင့်သည်သူ့အခန်းထဲတွင်လက်ဝါးကက်တိုင်မှအစင်းခရစ်တော်၏မျက်နှာတော်ကိုရေးထားသည်ပကြီးကထိုစဉ်ကပြင်သစ်ပြည်တွင်နာမည်အကျော်ဆုံးအမျိုးသမီးဆိုတော့အီဂျစ်ပြည်ရဲ့ရုပ်ပုံဆာဟာရသဲကန္နာရတဲ့တွင်သွား၍သာသနာပြုရန်ဘုန်းကြီးဝတ်သွားသောပြင်သစ်မူးမတ်တူဖြစ်သည့်ရှာဒီဖိုကော၏စာအုပ်တချို့ပါဝင်စာအုပ်အချို့သာရှိပြီးထိုအရာများသာလျှင်သူ့ဘောဖြစ်နေ၏တနေ့မနက်၌ကိုဘာစကီသည်ကျောင်းသွားခါနီးတွင်အမေကိုဖက်ရန်နှုတ်ဆက်ကကျွန်တော်ကြီးလာရင်သာသနာပြုလုပ်မယ်အမေဟုပြောသည်ကိုဘာစကီသည်အချိန်တန်ကြာစဉ်းစားခဲ့ပြီးမှထိုဆုံးဖြတ်ချက်ကိုချခဲ့ခြင်းဖြစ်သည်သူ့ဖေမရှိသေးတော့သူလည်းအိမ်မမနေချင်တော့ပြီထို့ပြင်သူ့ဖေကအကြမ်းနည်းဖြင့်စူးစမ်းခဲ့သည့်အရာကိုအနုနည်းဖြင့်အောင်မြင်အောင်စူးစမ်းမည်ဟုလည်းသူစိတ်ကူးလာခဲ့သည်ထိုစဉ်ကပြင်သစ်ပြည်မြောက်ပိုင်းကြောင်မီသွေးတွင်များတွင်နိုင်ငံခြားလူသမားတွေအများကြီးရောက်နေကြသည်အာဖရိကန်လူမျိုးတွေတူရကီလူမျိုးတွေစင်နီဂယ်လူမျိုးတွေယူဂိုစလတ်လူမျိုးတွေလည်းပါဝင်ကြသည်အဖေကသူ့ကိုယ်သူတရက်တကြီးကပြောင်းလာတဲ့သူလို့မထင်ဘူးလေဒီတော့သူတို့နဲ့တရင်တနည်းနေတယ်သူ့အလုပ်သမားဖွဲ့တွေတဲ့ကိုပါလာအောင်စီယုံနေဒီလိုနဲ့သူတို့အဖွဲ့သားတွေဟာမိသားစုတစ်ခုတည်းလိုဖြစ်လာပြီးအဖေကိုလည်းဖခင်တယောက်လိုရိုသေလေးစားကြတယ်တချို့ဆိုရင်ကြောင်မီသွေးတွင်တွေကတက်လာပြီးအိမ်ကိုယ်တော်ပြန်ကြသေးပဲကျွန်တော်တို့အိမ်ရောက်လာပြီးအဖေနဲ့စကားဆက်မြည်ပြောကြတယ်အဲဒီတုန်းကတယ်လီဗေးရှင်းတို့ဘာလို့လဲမပေါ်သေးတော့အိမ်ရောက်တယ်ဆိုရင်ထွေအားလေးပါပြောကြတော့တာပဲအများအားဖြင့်တရားမျှတမှုသွေးစည်းမှုညီရဲ့အကိုချစ်ခင်မှုစတဲ့နိုင်ငံရေးအကြောင်းအရာတွေပေါ့လေတနေ့တော့ဘာဖြစ်လို့မှန်းမသိဘူးဇန်နီကအမျိုးသားတယောက်ကဖေ့ကိုထပြီးဝေဖန်နေခမကိုကျွန်တော်တို့လူမဲတွေနဲ့အတူတူပါပဲလို့တော့ပြောတာပဲဒါပေမဲ့ကျွန်တော်တို့ဘဝကိုခမတေးသေးချာချာနားမလည်ပါဘူးကျွန်တော်တို့အလူသမားတွေကိုတကယ်ချစ်ရင်ခမအာဖရိကန်တွေနေတဲ့မြို့သစ်တို့ကွက်သစ်တို့သွားနေကြည့်ပါလားအဲ့ဒီခါကျရင်ကျွန်တော်တို့ဘဝကိုတေးသေးချာချာသိလာလိမ့်မယ်လို့ပြောတယ်အဲ့ဒီလူကြီးရဲ့စကားကိုကျွန်တော်ဘယ်တော့မှမမေ့တော့ဘူးဟုကိုဘာစကီကပြောသည်ကိုဘာစကီသည်သူ့စကားများကိုနားရဲတွင်ဆွဲနေသည်1940တဝိုက်လောက်တုန်းကသူတို့ကြောင်မီသွေးတွင်းဝနာကပေတရာကြီးပေါ်တွင်နောက်မှလိုက်လာသောဂျာမန်စစ်တပ်ကြီးကိုလွတ်အောင်ပြေးလွှားနေကြသောဘယ်ဂျီယန်ဒုက္ခသည်များကိုမြင်ခဲ့ဘူးသည်ကျောင်းကဆင်းသည့်အခါတွင်ကိုဘာစကီသည်ဒုက္ခသည်များကိုစီး၍ရေတိုက်သည်ထို့နောက်ရေဝတီကလေးငယ်များအားနာစီတို့ကဝမ်းဝန်းဖန်ဆီးသွားသည်ကိုလည်းသူမြင်ခဲ့ဘူးပြီသူမိဘများနှင့်အတူကိုဘာစကီသည်ရေဝတီများကိုခြုံနှောင်ထားသည်တန်ဆူကျိုးအနီးသို့သွားကပါမုံများဒိန်ခဲများပတ်စံများကိုပစ်ပေးခဲ့ဘူးသည်စစ်ကာလတစ်လျှောက်လုံးမှာကြောင်မီသွေးအလူသမားများသည်သူတို့တွင်ရှိသည့်မဝရီစာကလေးထဲမှဝေကာချမ်းကရေဝတီအကျဉ်းသားများကိုတစ်လျှောက်လုံးကျွေးမွေးလာခဲ့ကြသည်ထိုမတရားမှုတို့ကိုမြင်ရမှာကိုဘာစကီသည်တရားမှုကိုချစ်ခင်တက်လာခြင်းဖြစ်သည်ထိုရက်ဆက်မှုတို့ကိုတွေ့ကြုံရမှာမေတ္တာနှင့်ဂရုဏာတို့၏အဓိပ္ပာယ်တို့ကိုသူပို၍သဘောပေါက်လာခြင်းဖြစ်သည်ကိုဘာစကီသည်ကြောင်မီသွေးတွင်တူအလုသမားများ၏မြို့ကလေးမှထွက်လာခဲ့ကဘယ်ဂျီယန်ရှိကျန်းစာသင်ကျောင်းတစ်ကျောင်းတွင်ကျောင်းတက်သည်
ခရစ်ဝင်ကျမ်းကိုဖတ်ရင်းစင်ရဲသားများတဲ့တွင်သွား၍ခရစ်ယာန်သာသနာပြုခြင်းစိတ်ပေါ်လာခဲ့သည်ထို့ကြောင့်ဘဲဂျီယံပြည်ရှိလိုဗိန်းကျမ်းစာသင်ကျောင်းမှဆရာတယောက်နှင့်တွေ့သည်တွင်စင်ရဲသားတိုင်းပြည်များသို့သွား၍သာသနာပြုလုပ်ငန်းလုပ်ရန်စီစဉ်ပေးသည်ကိုဘာစကီသည်1960ပြည့်နှစ်ဩဂုတ်လ15ရက်နေ့တွင်သိက္ခာတော်ရဘုန်းကြီးအဖြစ်သင်ခန်းစီသည်ထိုအချိန်၌သူသည်အသက်28နှစ်ရှိလေပြီထိုနေ့ညနေတွင်သူသည်ယထာဖြင့်အမေထံလိုက်လာခဲ့၏အမေမှာနှလုံးရောဂါကြောင့်ဆေးရုံတက်နေရ၏အမေသည်သူ့သားကိုနောက်ဆုံးအကြိမ်ပွေ့ဖက်နှုတ်ဆက်ပြီးနောက်စက္ကူဖြစ်ပတ်ထားသည့်တစ်တာကလေးတစ်လုံးကိုပေးလိုက်၏ထိုတစ်တာကလေးထဲရှိဂုံးဘတ်ပေါ်တွင်အနက်ရောင်သတ္တုဖြင့်လှုပ်ထားသည်လဝါကတံကလေးတစ်ခုပါရှိသည်ထိုလဝါကတိုင်ပေါ်တွင်သူ့မွေးနေ့နှင့်သူ့ရဟန်းခံသည့်နေဆွဲနှစ်ခုကိုရေးထိုးထား၏ဒီလဝါကတိုင်ကလေးနှင့်ဘယ်တော့မှမခွဲနဲ့နော်ငါသားလေဘက်မှအမြဲဆွဲထားဘေးတော့သွားအန်နီရဲ့ကင်းနေဟုအမေကပြောသည်ကမ္ဘာတွင်အစင်းရဲဆုံးလူမျိုးများမှာဥရောပတွင်မရှိတတိယကမ္ဘာနိုင်ငံများတွင်ရှိကြောင်းကိုသူသိသည်ထို့ကြောင့်တောင်အမေရိကသို့သွားမည်ဟုစိတ်ကူးကကျန်းစာတင်ကြောင်းနောက်ဆုံးနှစ်တွင်စပိန်ဘာသာကိုသင်သည်တို့ရာတွင်သူတို့သာသနာပြုဖွဲ့ကသူ့ကိုအိန္ဒိယပြည်သို့သွားရန်ညွှန်ကြားလိုက်၏အိန္ဒိယပြည်ဆိုပါကလားတဘာဝပစ္စည်းတို့အရှံပဲ့ပေါ်ကျွယ်သည့်တိုင်းပြည်ကြီးတို့တိုင်းအလွန်ဆင်းရဲနှုံချသည့်တိုင်းပြည်ကြီးစိတ်တကိုးစွမ်းရင်ကိုအလွန်အရေးပေးသည့်တိုင်းပြင်းထန်သည့်လူမျိုးရေးနိုင်ငံရေးနှင့်ဘာသာရေးပဋိပက္ခတို့ဖြင့်ပြည့်နှက်လျက်ရှိသည့်တိုင်းပြည်ကြီးဂန္ဒီရာမခရစ်နာနှင့်စွာမီဝိဝေကနန္ဒာတို့လိုသူတော်စင်တွေရှိသည့်တိုင်ယုံနိုင်စရာမရှိအောင်အကျင့်ပြတ်နေသည့်နိုင်ငံရေးခေါင်းဆောင်တွေပေါ်သည့်တိုင်းပြည်ကြီးဒုံးပြန်နှင့်ဂျိုတူများကိုလွတ်တင်နေသည့်တိုင်လူ10ယောက်လင်း10ယောက်တို့မှလှဲဖြစ်သာခရီးသွားဘူးသည့်တိုင်းပြည်ကြီးလှပသည်ရှုခင်အဆန်းဆန်းအကျဲကျဲတို့ပေါ်သည့်တိုင်ဘုံဘေးနှင့်ကလကတာတို့မှကဲ့သို့စင်ရသားရက်ွက်များမှအနိဋ္ဌာယုံတို့ကိုမြင်နေရသည့်တိုင်းပြည်ကြီးမြင်မြန်မှုသည်ယုံနိုင်မှုနှင့်ဘေးချင်းရှင်ရက်နေသည့်တိုင်းပြည်ကြီးကိုဘာစကီသည်အိန္ဒိယပြည်တွင်ပဝတ္တိနေသူအဖြစ်ဗီဇာလျှောက်သည်တို့ရာတွင်တော်တော်နှင့်မရ9နှစ်များကြာသည်အိန္ဒိယအရာရှိတို့ကမူသက်ဆိုင်ရာစာရန်ဆိုင်ရန်များရပါစေဟုကတိပေးကြ၏တို့ရာတွင်သူ့ဗီဇာမျိုးမှာကဘာလက်ခီးတဲ့ဗီဇာမျိုးမဟုတ်ပဝတ္တိအဖြစ်နေထိုင်သူဗီဇာမျိုးဆိုလျှင်တန်ယုံမှပေးရမရဒေလီရှိနိုင်ငံခြားရေးဝန်ကြီးဌာနမှသာထုတ်ပေးနိုင်သည်ထိုအထက်တွင်သူ့ဗီဇာတွင်သူ့အလုပ်ကိုင်မှာသာသနာပြုဟုရေးထားသည့်အတွက်ပို၍ခတ်သည်အိန္ဒိယသည်သာသနာပြုများကိုဝင်ခွင့်မပေးခဲ့သည်မှာကြာလာပြီအကြောင်းကိုမူမသိရတို့ရာတွင်ဟိန္ဒူဘာသာဝင်အများအပြားခရစ်ယာန်ဖြစ်သွားခြင်းနှင့်ပတ်သက်၍အိန္ဒိယအစိုးရကအတိအလင်းရှုတ်ချထားသည်သူဖုန်းကြီးဖြစ်ပြီး9နှစ်မြောက်နေ့ဖြစ်သည်1965ခုနှစ်ဩဂုတ်လ14ရက်နေ့တွင်မူကိုဘာစကီစိတ်မရှိနိုင်တော့ပြီသာသနာပြုအဖွဲ့မှအာဏာပိုင်များ၏သဘောတူညီချက်ဖြင့်အိန္ဒိယနိုင်ငံသို့သွားရန်ကမ္ဘာလှည့်ခီးတဲ့ဗီဇာတစ်ခုလျှောက်လိုက်သည်သူ့အလုပ်ကိုင်ကိုလည်းသာသနာပြုဟုဖော်ပြခြင်းမပြုတော့ဘဲကျွမ်းကျင်ဆက်ရုံအလုပ်သမားဟုဖော်ပြလိုက်သည်နောက်တနေ့တွင်မူသူ့နိုင်ငံကိုလက်မှတ်နှင့်အတူအိန္ဒိယနိုင်ငံတော်တစ်စိတ်ခန့်နှိပ်ထားသည့်ဗီဇာတစ်ခုသူ့ထံရောက်လာသည်ဗီဇာထဲတွင်3လနေခွင့်ပြုသည်ဟုဆိုထားသည့်တိုင်ကိုဘာစကီ၏စွန့်စားခံသည်အစပြုနိုင်လေပြီသူပန်းတိုင်ဖြစ်သည်ကလကတာသို့ရောက်လျှင်အိန္ဒိယပြည်တွင်ရာသက်ပံနေထိုင်ခွင့်ရအောင်စ조사မည်ဟုသူစိတ်ကူးသည်ဘုံဘေးသို့ရောက်လျှင်ကလကတာသို့ဓာတ်ရိုက်မသွားသည်အိန္ဒိယပြည်နှင့်ကျွမ်းဝင်ရင်းနှီးအောင်အဝေးဆုံးလမ်းမှသွားရန်သူဆုံးဖြတ်သည်ထို့ကြောင့်ဘုံဘေမြို့ရှိဝိတိုရိယဘူရာယုံကြီးသို့ရောက်လျှင်တတိယတဲ့လက်မှတ်တစ်စောင်ကိုဝယ်ကတောင်ဘက်ရှိထရီဗာဒရန်သို့လိုက်လာခဲ့သည်မိရထားသည်ဘူရာတိုင်းတွင်ရက်၏ဘူရာရက်လျင်ခရီးသည်တို့ကအောက်သို့ဆင်းကချက်ပြုတ်ခြင်းကိုလက်သက်ဆင်ခြင်းတို့ကိုလုပ်ကြသည်အနာတွင်ခွေးတွေနွားတွေကြီးကန်းတွေဈေးသည်တွေကူလီတွေထဲမှပင်သူတို့တွေချက်ပြုတ်စားကြသည်သူများတွေနေသလိုသူနေသည်သူများတွေစားသလိုသူစားသည်တခါတွင်လိမ္မော်သီးတစ်လုံးဝယ်သည်ဖြင့်ငွေတစ်ချက်ထုတ်ပေးလိုက်၏လိမ္မော်သီးတွေကပြန်မအံ့ဖို့ပြောသည့်အခါတွင်လိမ္မော်သီးတွေကစိတ်ဆိုးမှန်ဆိုဖြင့်သခင်ဆက်တယောက်လုံနေပြီးဒီလောက်ဘိုင်းကြရသလားဟုစောင့်ကြည့်အောင်ကြည့်ဖြစ်ပြောသည်လိမ္မော်သီးကလေးကိုနှွာစားမည့်အပြုတွင်သူ့ရှေ့တွင်မျက်လုံးခိုပြဆေးဆိုးထားသည့်ကလေးမတစ်ယောက်လာ၍တောင်းရန်သဖြင့်တချမ်းကိုခွဲဝေပေးလိုက်ရသေးသည်
ကျွန်တော်ကလိမ္မော်သီးပေးလိုက်တော့ကလေးမလေးကပြန်ပြေးတယ်ဒါနဲ့ကျွန်တော်လိုက်ကြည့်တော့လိမ္မော်သီးကလေးတစ်ချမ်းကိုသူ့အညီကိုမောင်နှမတစ်တိုက်ဝေစားနေတာတွေ့ရတယ်ဟုကိုဘာစကီကသူ့အမေထံစာရေးသည်ဖနက်တိုက်သည့်ကလေးတယောက်သူ့အနားတွင်ရစ်ရစ်ဝဲဝဲလုံနေသဖြင့်သူကပြုံးပြသည်သူရတွင်သူ့အပြုံးသည်ဝမ်းပိုက်ကိုအစာပြေအောင်မတတ်နိုင်ထို့ကြောင့်စာလင်စားဖို့သူ့ကြောပေါ်အိတ်ထဲတွင်ထည့်ထားသည်မပြောသည့်တစ်လုံးကိုပေးလိုက်ရ၏ဒီလိုသာပေးနေရရင်တော့ကြာရင်ကျွန်တော်ကငတ်ပြီးသေလိမ့်မည်ဟုကိုဘာစကီကပြောသည်ယထာတွင်လူတွေကလည်းပြုတ်သိမ်းနေသည်အပူရှိန်ကလည်းပြင်းသည်ဖုံကလည်းထူသည်ယထာစီရင်သူ့လေချောင်းတွင်ကွဲစာပြူလာသည်စကားပြောတဲ့ငိုတန်ရှိတဲ့လူနှံ့တို့ဖြင့်ပြိုးပြွနေသောထိုမီးရထားခီးသည်လူလူများစီသို့သွားမိမဟာခီးဖြစ်သည်တောင်ပန်းဘူရာယုံတစ်ခုသို့ရောက်သည့်အခါကိုဘာစကီသည်အိန္ဒိယတိုင်းရင်းသားတို့၏အစားအသောက်နှင့်ပထမဆုံးဖူးစာဆုံရတော့သည်ကျွန်တော်လည်းသူတို့လိုထိုင်ပြီးသူတို့ကိုကဲခက်ကြည့်တယ်သူတို့ကလက်နဲ့စားတော့ကျွန်တော်ကလည်းလက်နဲ့စားတယ်သူတို့ဟင်းတွေကဆက်လိုက်ပူလိုက်တာအမေရဲ့လူတွေကတော့ကျွန်တော်ကိုအထူးဆန်းဆိုပြီးဝိုင်းကြည့်ကြတာပေါ့ဟုကိုဘာစကီကသူ့အမေထံသို့ရေးသည်နောက်10 ရက်ကြာသောအခါတွင်ကိုဘာစကီသည်ကာလာကတားသို့ရောက်လာခဲ့လေသည်အိန္ဒိယလူမျိုးသည်ကဘာတွင်အတန့်အကျိုက်ဆုံးလူမျိုးဖြစ်သည်မြမြစီရဲကာလာကတားမြို့ကြီးတွေကပလက်ဖောင်းပေါ်တွင်ညီတို့နေရသူတို့ထုံးစံကုန်မှုပြောင်းလဲခြင်းမပြုဒရက်ထားလမ်းမှမနက်စောကြီးဒရက်ထားတန်ကိုကြားသည်နှင့်ဟာစရီပါသည်အိယာမထကတဘာဝကိစ္စတို့ကိုဆောင်ရွက်သည်သူတို့လမ်းနှင့်မျက်နှာချင်းဆိုင်ရှိညောင်နှခမ်းသို့သွားကအခြားသူများနေတူကိုလက်တုပ်တင်းသည်သူရတွင်အစာရေးစားကောင်းစွာမစားရသည့်လျောက်သူကိစ္စသည်ဘာမျှမကြလိုက်သူတို့အချင်းချင်းတယောက်ကိုတယောက်ကြည်လဲမကြည်သူတို့သည်ပြုပွဲကိစ္စကိုပြုနေကြခြင်းသာဖြစ်သည်မဟုတ်လောအာလောကနှင့်အမျိုးသမီးများသည်လည်းယောက်ျားများထက်စော၍အိယာမထကသူတို့ကိစ္စကိုလှုပ်ဆောင်ပြီးစီးကြလိမ့်မည်ထို့နောက်ဟာစရီပါသည်ရေချိုးရန်ဘုံပိုင်းသို့သွား၍တန်းစီ၏အမှန်အားဖြင့်ရေချိုးသည့်ရေဘုံပိုင်းမဟုတ်မိသက်ပိုက်ကောင်းတစ်ခုသာဖြစ်သည်မြစ်ပတ်နောက်ကြည့်နေသောရေသည်မိသက်ပိုက်ကောင်းမှဒလဟောထွက်နေ၏သူအလှဲ့သို့ရောက်သောဟာစရီပါသည်စောင်းညောက်ထိုင်ကခေါင်းကိုရေတစ်ခွက်လောင်းသည်ထို့နောက်တဲဆက်ပြချမ်းဖြင့်သူ့တကူလုံးခြေဆုံးကောင်းဆုံးခက်ကြမ်းကြမ်းပွတ်သည်မြင်းများလောက်ချမ်းအေးသည်ဖြစ်စေမြင်းများလောက်စာလောင်သည်ဖြစ်စေထိုတန့်စင်ခြင်းကိုကလူကြီးလူငယ်မရွေးမနှက်တိုင်းလှုပ်ကြသည်ထိုနောက်တွင်မူဟာစရီပါသည်သူကလေးအကြီးနှကောင်ကိုခေါ်၍ဈေးကြီးသို့ထွက်လာခဲ့၏ဈေးကြီးထဲတွင်ပုတ်ရှိစပြုနေသောစားစရာတွေတပုံကြီးရှိသည်ထိုအပုံကြီးထဲမှာကောင်းနိုးရရကိုရွေကောက်သည်သူတို့လိုပင်စွန့်ပစ်သည့်ပစ္စည်းပုံထဲတွင်ကောက်နေသူတွေတပုံတပင်ကလာကတားသို့သူတို့ရောက်သည်မှာ6 ရက်ရှိသွားလေပြီထိုနေ့မနက်၌ဟာစရီပါသည်ကလေးနှစ်ယောက်ကိုအမိုက်ပုံတွင်ထားပစ်ခဲ့ကသူကိုယ်တိုင်မှမူဈေးကြီးထဲတွင်ရှောက်၍သူတို့ရွာမှကူလီကောင်လေးကိုလိုက်ရှာသည်ရှာရင်းလဲဆိုင်တကားဆိုင်ဝင်၍ကူလီလိုသလားဟုစုံစမ်းသည်တခါတရံတွင်တခါတော့ငါလိုအားပြက်၍လဲကြသူရှိလေဝင်၍လုံနိုင်ရန်ပစ္စည်းတွေတနှင့်ကြီးတင်သွားသည်ချယ်ရီကားကြီးများနောက်သို့မရောက်မလဲဖြင့်လိုက်သွားတတ်သည်ဝမ်းပိုက်ကလည်းစာလာပြီးခေါင်းကလည်းမူးလာပြီးစိတ်ပြက်အားငယ်မှုကြောင့်သူ့ရင်ထဲတွင်လည်းလေးလံနေပြီးဟာစရီပါသည်မူးတလူလိုဖြစ်လာသဖြင့်နံရံတစ်ခုကိုမိ၍ထိုင်လိုက်သည်ပတ်စံကလေးပါလေးရတဲ့အလုပ်လုပ်မလားဟုမေးတန်တသံကိုကြားလိုက်ရသဖြင့်မျက်လုံးများကိုဖွင့်ကြည့်လိုက်၏အရက်ပူပူလူခတ်သေးသေးတယောက်မျက်မှန်နှင့်သူ့ကိုကြည့်ရသည်မှာဈေးသည်နှင့်မတူရုံးအမှုတန်းတယောက်နှင့်တူသည်ဟာစရီပါသည်သူ့ကိုတအန်အောဖြင့်လမ်းကြီးကခေါင်းငိတ်ပြလိုက်၏ဒါဖြင့်လားငါနဲ့လိုက်ခဲ့တနေရာရောက်ရင်မင်းသွေးကိုဖောက်ယူလိုက်မယ်ပြီးတော့မင်းကိုငွေ30ပေးလိုက်လိမ့်မယ်အဲ့ဒီထဲကမင်းက15ကျပ်ယူငါ့ကို15ကျပ်ပေးဗျာကျွန်တော်သွေးကိုငွေ30ပေးမယ်ဟုတ်လားကျွန်တော်လိုစင်းရဲသားရဲ့သွေးကိုဘယ်သူကငွေ30ပေးမှလဲဗျမင်းနားမလဲပါဘူးကွာသွေးရသွေးပဲပေါ့ပညာရှိစီကလာလာတရောင်းစားစီကလာလာဘာကြီးရွှဲနေတဲ့မာရာဝါရီကုန်တဲ့ကြီးစီကပဲဖြစ်ဖြစ်မင်းလိုလမ်းပေးရစင်းရဲသားစီကပဲဖြစ်ဖြစ်သွေးဟာသွေးပဲပေါ့ဟာစရီပါသည်သူပြောသည့်စကားကိုသဘောပေါက်သွား၏ထိုင်ရမှထကသူ့နောက်သို့လိုက်လာခဲ့သည်ထိုသူမှာကလာကတားမျိုးအနှံ့တွင်တွေ့ရတတ်သည်တွေ့ပွဲစားဖြစ်၏
ကလကတာတွင်ဘယ်လို့ဖြစ်ပွဲစားတွင်ပြည်နေသည်ယခုထိုသူမှလည်းကလကတာမြို့တွင်ရှိသည့်သွေးပန်များအတွေ့သွေးရှင်ကိုလိုက်ရှာနေသည့်ပွဲစားဖြစ်သည်သွေးပွဲစားသည်စက်ယုံများဈေးများအလုတ်စခန်းများသို့သွားကာအလုတ်မရှိသူများကိုလိုက်ရှာသည်အစ္စလမ်ဘာသာဝင်တို့မှာသွေးလူချင်းကိုတားမြစ်ထားသဖြင့်သွေးပွဲစားသည်ဟိန္ဒူဘာသာဝင်များကိုအဓိကထား၍လိုက်ရှာတတ်သည်ကြံရမရဖြစ်နေသူတယောက်ကိုသူအသက်ရှင်ရဲ့အတွက်ဒီနီးမှလွှဲ၍အခြားနည်းမရှိတော့ပြီဤတွင်အချောင်သမားတို့ကလည်းထိုသွေးဖြင့်စီးပွားရှာကြသည်ကလကတာမြို့ကြီးတစ်မြို့မှာဆေးရုံများဆေးကမ်းများအတွက်တစ်နှစ်လသွေးပလင်းထောင်ဆယ်ပေါင်းများစွာလိုသည်ဘင်္ဂလားပြည်နယ်အစိုးရသည်သွေးလူပန်၄ခုလောက်ဖွင့်ထားသည့်တိုင်ထိုပန်များမှသွေးသည်စင်မဆက်ကိုနှံပတ်သည်နှင့်ဤတွင်ပုဂ္ဂလိကစီးပွားရေးသမားများကသွေးရောင်းဝယ်ဈေးကွက်သို့ဝင်လာကြသည်ဆရာဝန်တယောက်နှင့်ပေါင်းပြီးစေကန်းလိုင်စင်ရအောင်ကျန်းမာရေးဌာနတွင်လိုင်စင်လျှောက်သည်အခန်းကလေးတစ်ခုငားသည်ရေခဲတစ်တာတစ်လုံးဝဲသည်စေထိုအပ်သွေးပိုက်သွေးပလင်းတို့ကိုဝဲကစေကန်းကလေးတစ်ခန်းဖွင့်ပြီးဆရာဝန်တယောက်ကိုငားသည်တလလင်10 တန်းလောက်ဝင်ငွေရှိသည်ဆို၏အပြိုင်ဆိုင်များလာလျင်မူဝင်ငွေလျော့သွားတတ်သည်ဟာစရီပါသည်သူ့ကိုပတ်စံရှာပေးမည်မျက်မှန်နှင့်ကျေးဇူးရှင်မောင်မင်းကြီးသားနောက်သို့လိုက်လာခဲ့သည်သူ့ကိုလမ်းကွေ့လမ်းကောက်များအတိုင်းခေါ်သွားပြီးချောင်ရင်ကီလမ်းကြီးသို့ရောက်သည်ထို့နောက်ပျော်ပွဲစားရုံကပွဲများဇိမ်ခံပစ္စည်းများစသည့်ဆိုင်များရှိသည့်ပန်းကြံလမ်းသို့ခေါ်သွားသည်ထို့နောက်အထက်ဆုံးဘလောက်သို့ခေါ်သွားပြီးစေကန်းတခန်းရှိတွင်ရပ်လိုက်သည်ထိုနေရာမှာရခင်ကကားရုံဟောင်းတစ်ခုဖြစ်၏မရှိမနာမီစေကန်းဝမှမျက်နှာခြုံကြလျက်ကိုးနေဝါထားသည့်လူတစ်ယောက်ထွက်လာကဘာလဲသွေးရောက်မလို့လားဟုခတ်တိုးတိုးမေးသည်မျက်မှန်နှင့်လူကခေါင်းငိမ့်ပြလိုက်၏ဒါဖြင့်လားကျွန်တော်နဲ့လိုက်ခဲ့ဒီစေကန်းကတိတ်စေးမပေးဘူး40ပေးတဲ့စေကန်းတစ်ခန်းရှိတယ်9ကျပ်ကိုကျွန်တော်ပေးကျွန်တော်တို့ခင်ဗျားတို့ယူကြပေါ့ထိုလူမှလည်းဂျားပွဲစားတယောက်ပြီးလမ်းနှလန်းကျော်ရှိစေကန်းမှပွဲစားလည်းဖြစ်၏စေကန်းရှိတွင်ပိုင်ရှင်3ဦး၏အမည်အတူကောက်ကိုစိုင်းပုတ်ချိတ်ထား၏ထိုစေတိုက်၏အမည်မှာ CRC စေတိုက်ဖြစ်ပြီးကလကတာတွင်ရှေးကြဆုံးသောစေကန်းတစ်ခန်းလည်းဖြစ်သူများစေကန်းထက်ဝေး30ပို့ပေးခြင်းမှာစေတနာကောင်းသောကြောင့်မဟုတ်သူများစေကန်းကသွေး8အောင်စထုတ်ယူသည်ကိုသူတို့စေကန်းကသွေး10အောင်စထိထုတ်ယူလိုက်သောကြောင့်ဖြစ်ထို့ကြောင့်ပိုကြီးအဖြစ်သွေးရောင်းသူအားမပြောသည့်တလုံးဂလူကို့စ်ဘီစကွတ်3ချက်လဲကျွေးလိုက်သေးသည်ထိုစေကန်းတွင်အကြီးအကဲမှာနာမည်ကျော်သွေးပါတဲ့ဂူတူဖြစ်သည့်ဒေါက်တာရာနာဆိုသူဖြစ်သည်ဒေါက်တာရာနာသည်လည်းသွေးအယောင်းဝယ်လုပ်ငန်းတွင်ခွေးသွားစိတ်ကလေးတစ်ခုဖြစ်၏သူသည်အစိုးရသွေးလူပန်းတစ်ခုတွင်ညွှန်ကြားရေးမှုဖြစ်နေသဖြင့်သူ့ဘဏ်သို့လာ၍သွေးလူသူများသွေးဝယ်သူများကိုသူ့ကိုယ်ပိုင်စေကန်းများသို့သွားရန်ညွှန်ကြားလေးရှိ၏သူ့နေရာမှနေ၍ထိုလုပ်ကိုလုပ်ရသည်မှာလွယ်ပြီးခြင်းသွေးလူလာသူသွေးရောင်းလာသူကိုသူ့စေကန်းသို့ညွှန်လိုက်ရုံသာရှိ၏သွေးဝယ်လာသူကိုလည်းထိုစေကန်းတွင်လိုသည့်သွေးအုပ်စုကိုရနိုင်ကြောင်းပြောလိုက်ရုံမျှသာတို့ရတွင်ထို့သို့သွေးရောင်းဝယ်ကိစ္စထက်စိုးသည့်ကိစ္စရှိသေး၏အချို့စေတိုက်များ၌သွေးဝယ်သွေးရောင်းကိစ္စများတွင်လိုအပ်သည့်ဆေးဘက်ဆိုင်ရာကာကွယ်မှုများကိုပြုလုပ်ခြင်းမရှိကြသွေးမထုတ်မီတွင်မြည်သို့စမ်းသပ်စစ်ဆေးရမည်ကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကထုတ်ထားသည်စီမင်းတွေရှိသည်ထိုစီမင်းများမှာလည်းဘာမှခက်ခဲမဟုတ်အသက်ရောင်ပြီးဗိုင်းရပ်စ်ရောဂါပိုးကာလာသားရောဂါပိုးစသည်တို့ရှိမရှိစမ်းသပ်ကြည့်အောင်များသာဖြစ်သည်တို့ရတွင် CRC အပါအဝင်ပုဂ္ဂလိကသွေးလူပန်းများတွင်ထိုဗိုင်းရပ်စ်ရောဂါပိုးများသည်ဘာမျှအရေးမကြီးသူတို့ဖို့အရေးကြီးသည်မှာအမျက်အစွန်းရရေးသာဖြစ်သည်စေကန်းသို့ရောက်သည့်အခါတွင်ဟာစရီပါအားခွေးချီကလေးလုံးပေါ်တွင်အထိုင်ခိုင်းသည်အမျိုးသားသူနာပြုတဦးကသူ့လက်မောင်းအိုးတွင်ကြက်ပေါင်ကြိုးတစ်ခုကိုပတ်ပြီးခတ်တင်းချီလိုက်သည်အခြားတစ်ယောက်ကသူ့လက်မောင်းအကွေးချိုင်ထဲတွင်ထင်းကြီးပေါ်လာသည့်သွေးကြောတဲ့သို့အတစ်ချောင်းစိုက်လိုက်၏သူတို့နှစ်ယောက်သည်ပလင်းထဲတွင်တဖြည်းဖြည်းမြင့်တက်လာသောနီရဲရဲအရာဝတ္ထုကိုစိုက်ကြည့်နေကြသည်သွေးကိုမြင်၍လောသို့မဟုတ်ဘာသာပစားထဲတွင်တွေ့ရသောရေရောင်းသူလက်ထဲကစိတ်ရည်ကုန်အိတ်ကြီးတွေကရေတွေလိုမိမိသွေးတွေထွက်သွားသည်ကိုသိလိုက်သောကြောင့်လောအဘဲကြောင့်ဟူ၍မသိဟာစရီပါသည်အာပြော့နှုံးခွေးစားပြူလာသည်အမြင်ကမှုံဝါစားပြူလာသည်ခိုက်တုံအောင်ချမ်းနေသည့်တိုင်သူ့မျက်နှာပေါ်တွင်ချွေးသည်ခြေပေါက်တွေကြာလာသည်
သူနာပြုနှစ်ယောက်၏အတန်သည်အခြားသောဂျိုမှပြောနေသည်နှင့်တဲ့တဲ့မြသာဖြစ်နေသည်မှုံဝါနေသောမျက်လုံးများဖြင့်မျက်မှန်နှင့်ကျေးဇူးရှင်ကိုသူလှမ်းကြည့်၏ထို့နောက်လက်နှစ်ဖက်သည်သူ့ကိုလာကန်ကခွေးချေကလေးပေါ်သို့တွဲအထိုင်ခိုင်းလိုက်သည်ကိုသူသတိရသည်ထို့နောက်ခေါင်းထဲတွင်မိုက်ခနဲဖြစ်သွားကသတိလစ်သွားသည်သူတို့အဖို့သောထိုဖြစ်မျိုးသည်ရိုးနေလေပြီအလုတ်လုတ်ပြီးမပြတ်ကြသူ့လိုသွေးလာရောက်ရင်မူးမေ့လဲကျသွားသူတို့ကိုတွေ့ရဖန်များနေလေပြီသူတို့သဘောတိုင်းသာဆိုလင်တကိုယ်လုံးခန်းချောက်သွားအောင်သွေးထုတ်ပစ်ဆိုလင်လေစုပ်ထုတ်ပစ်ကြမည်သာသူတို့ကိုလည်းသွေးပလင်းကထမင်းကျွေးထားသည်မဟုတ်လော